အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ Diamond နဲ့ဆုံးနဲ့ Granger Prime Skin Unit ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့သိတဲ့အတိုင်း N7 Plus တို့မှ N7 Plus Black ဝင်မှာ Granger N7 နဲ့ Prime Skin ကိုရမှာဖြစ်ပါတယ်ဒါပေမဲ့ N7 Plus ဝယ်အောင်လည်းမပြီးသေးပါဘူး level 85ရောက်မှရအောင်မှာဖြစ်ပါတယ် test လေးနေ့စဉ်ပုံမှန်လုပ်ရုံနဲ့ AB 990ကျော်လေးရမှာဖြစ်ပါတယ်လွန်ရင်ဝင်တငယ်ရင်းနဲ့ဆော့ဘာညာပါဗျာlevel 95ရောက်မှ N7 Plus တို့မှ N7 Plus Black ဝယ်လေ Granger N7 ကကြ Granger N7 Prime ရမှာဖြစ်ပါတယ် N7 Plus နဲ့ N7 Plus Black ကဘာလို့ကွာလဲဆိုတော့ N7 Plus က Granger N7 တန်းရမယ်ပြီးရင် level 3ခုနဲ့ N7 Plus Black ကတော့ခုနအတိုင်းပဲ Granger N7 တန်းရမယ် level 2ခုဆက်နဲ့ဖယ်မီကိုဆွဲရတဲ့ FL ပါထည့်ရမယ်တောင်းမို့ဘရူတို့က N7 Plus ဝယ်ဖို့ Diamond မလောက်ဘူးဆိုရင်တော့ Sport Chat ဆိုတဲ့ပေါက်လေးထဲမှာ N7 Plus ကိုကန်ဆယ်လို့ရပါတယ်။ဒါဆို Diamond 50လောက်နဲ့ပေါက်နိုင်ပါတယ်။ဗီဒီယိုလေးကတော့လောက်ပါအားလုံးကျေးဇူးတင်ပါတယ်